Hello အားလုံးပဲပြောစရာကောင်းတဲ့မြန်မာ Happy New Year နှစ်သစ်လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုရိုက်နေရတော့ဒီတကြံကာလအတွင်းမှာရိုက်တာပေါ့နော်အဲ့တော့ဒီတကြံကာလအပြီးကနေစပြီးတော့ပေါ့နော်ဒီမြန်မာနှစ်သစ်ကူကနေစပြီးတော့မှတစ်နှစ်အတွင်းမှာကိုယ့်အတွက်ဘာတွေအပြောင်းအလဲလေးဖြစ်သွားမလဲဘာတွေကြုံတွေ့ရဖို့ရှိမလဲကိုယ့်စီကိုဘယ်လိုအရာတွေကရောက်ရှိလာမလဲဆိုတော့ပေါ့နော်ဟိုအကြောင်းအရာလေးကိုမမီးရကြည့်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဟာကပေါ့နော်ဟိုဘယ်ချိန်ကြည့်တော့အကျုံးဝင်နေပေါ့နော်ကိုရဲ့ဒီတကြံပြီးတဲ့အချိန်ကာလမှာဖြစ်သွားဖို့အတွက်တော့ရည်ညွှန်းတာပေါ့နော်အခုကြည့်တာကတော့ဒီထားပါတော့အခု2026 April လထဲမှာမိမိ Tarot ကရိုက်ပြီးတော့တင်ပေးလိုက်တယ်ပေါ့နော်စကြည့်တဲ့အချိန်ကနေစပြီးတော့တစ်နှစ်အတွင်းဆိုအကယ်၍များပေါ့နော်ဒီနောက်နှစ်ရဲ့ဒီ2029ရဲ့ဒီတလပိုင်းမှာကြည့်ရဆိုလို့ရှိရင်လည်းဒီတကြံအပြီးရနောက်ပိုင်းကနေစပြီးတော့မှအဲ့တစ်နှစ်အတွင်းမှာဘာအဲ့လိုမျိုးပေါ့နော်ကိုယ့်အတွက်ပြောင်းလဲဖြစ်မလဲအဆရှိတဲ့ဖြစ်ပေါ့နော်နောင်လာမဲ့မြည်သည့်နှစ်တွေမှာဆိုကြည့်လို့ရတဲ့ timeless reading လေးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ရွေးချယ်စရာ file လေး3ခုပေးထားပါတယ်ပေါ့နော်ဒီဘက်အစွန်ဆုံးလေးက file 1ဒီအလယ်လေးက file 2ဒါလေးကတော့ file 3ဖြစ်ပါတယ်အခုပေါ့နော်ဒီတကြံအပြီးကနေစပြီးတော့ကိုယ့်အတွက်ဘာတွေအပြောင်းအလဲတွေကြုံတွေ့ရဖို့ရှိမလဲဆိုတာကိုမေးပြီးတော့ file လေးတစ်ခုကိုရွှေ့လိုက်ပါပေါ့နော်အဲ့တော့ file ရေးဖို့အတွက်အချိန်အနည်းငယ်ပေးပါမယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒီဘက်ဖိုင်ဝမ်လေးကနေစလိုက်ကြရအောင်ပါ Hello ဖိုင်ဝမ်လေးတွေမင်္ဂလာပါမိမိထားတော့မှကြိုဆိုပါရစေဒီဖိုင်လေးကိုရွေးလိုက်တဲ့သူလေးတွေကိုကြည့်ပေးရမယ်ဆိုလို့ရှိရင်တော့ပေါ့နော်ဒီဖိုင်ကိုရွေးထားတဲ့သူအများစုကပေါ့နော်အနေအေးတဲ့သူလေးတွေပါတယ်နောက်ပြီးတော့လူကြောက်တတ်တဲ့သူတွေပါတယ်သူများပြောစကားဆိုလို့ရှိရင်နားထောင်တဲ့သူတွေနားထောင်ပြီးတော့တကယ်လိုက်လုပ်တဲ့သူတွေပါတချို့ကြတော့လည်းပြန်ခံမပြောဘူးဒါပေမဲ့အဲ့လိုကိုယ့်ကိုလှုပ်ချင်တာလှုပ်ချပလိုက်တဲ့လူတွေပါတယ်စွာတော့မစွာဘူးအေးအေးလေးပေါ့နော်ကိုယ်သဘောတူရင်တော့လိုက်လုပ်တယ်သဘောမတူရင်တော့လိုက်မလုပ်ဘူးပြန်မပြောနားမထောင်လို့တချို့ကြတော့လည်းတကယ်တမ်းတစ်ဖက်သူပြောတာကိုလည်းလိုက်နာပြီးတော့ခိုင်းတဲ့အတိုင်းလိုက်လုပ်ပေးတဲ့လူတွေအဲ့လိုကြောက်တတ်တဲ့လူတို့ခက်အေးအေးခက်နုံနုံလေးတွေအဲ့လိုဖြူစင်တဲ့သူလေးတွေအများစုပါတယ်ပေါ့နော်ဒါကတော့ဟိုလူအများစာကိုကြည်ရဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုမျိုးသူတွေအများဆုံးပါတယ်ဒီလိုလူမျိုးတွေကတော့ဒီပိုင်ကိုအရွေးအများဆုံးပေါ့နော်အရွေးအများဆုံးဖြစ်နေလို့ဒီ energy ကိုခံစားမိရဖြစ်ပါတယ်အဲ့တော့အခုမိမိ Tarot ပြောလိုက်တဲ့အရာနဲ့ပေါ့နော်တော်တော်များများကိုက်ညီမှုရှိရဆိုလို့ရှင်တော့ဒီပိုင်ကိုရွေးထားတဲ့သူကပို့ပြီးတော့မှ claim နေပေါ့နော်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ကြည့်လိုက်ကြရအောင်ပေါ့နော်စပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ဒီမှာအရင်ဆုံးကတော့ဟိုအေးအေးဆေးဆေးပဲလက်ရှိအချိန်ဒီမှာတော့လေနော်ဒီအချိန်မှာတော့အေးအေးဆေးဆေးပဲရှိရယ်ဟိုပြောရမယ်ဆိုအခုကတကြံပိတ်ရက်ရှည်လဲဖြစ်နေရအတွက်ကြောင့်မလို့ကိုကအေးစစ်စစ်လေးအနားယူနေရလဲဖြစ်တယ်တကယ်လို့မှတခြားရက်တွေမှာပေါ့နော်တကြံမဟုတ်တဲ့တခြားရက်တွေနောက်နှစ်တွေမှာကြီးပြစ်တယ်ဆိုလို့ရှင်လဲအခုစကြည့်နေတဲ့အချိန်မှာတော့ဘာမှ pressure တွေပူပင်တော့ကတွေမရှိဘဲနဲ့အေးစစ်စစ်ရှိနေတဲ့အချိန်လေးပေါ့နော်ဒီလက်တလုံးမှာဆိုလို့ရှင်တော့အဲ့လိုလေးတော့ရှိရဲ့အဲ့တော့ဒီမှာလာပြီးအခုဒီမှာအေးစစ်စစ်ဖြစ်နေတဲ့အချိန်မှာမအေးစီတော့ဘူးအေးပြီးရင်ပူသွားရင်เนาะဒီမှာကြည့်ပါအောင်နာကျင်စရာတွေဖြစ်လာလိမ့်မယ်အဲ့တော့ဒါကတော့လေကိုယ့်အတွက်ဘာအပြောင်းလဲဖြစ်သွားမလဲဆိုလို့ရှိရင် universe ကစမ်းသပ်တာကိုခံရမယ်ပေါ့နော်အဲ့တော့ဒါမြတ်တာရေးရနဲ့ပတ်သက်ပြီးတော့နာကျင်မှုတွေဥမာပေါ့နော်ကိုကအခုဒီပေါ့နော်ဒီ reading ကိုကြည့်နေတဲ့သူကuniverse ကပေးရဲ့စမ်းသပ်မှုကပေါ့နော်ဟိုဒီနာကျင်မှုဘယ်လောက်ထိခံနိုင်ရင်ရှိလဲပေါ့နော်ဥမာဟို karmic relationship တွေကို universe ကနေပြီးတော့ပေးတွေ့မယ်ဒီနာကျင်မှုမှာဘာတွေသင်ခန်းစာရမလဲပြီးတော့ကိုကဘယ်လောက်ထိခံနိုင်ရည်စွမ်းရှိမလဲကိုကအဲ့လိုမျိုးပေါ့နော်ဟိုလူကောင်းတယောက်ဖြစ်ဆက်ပြီးတော့ရှိနေမှာလားပြောင်းလဲသွားမလားဆိုပြီးတော့အဲ့လိုမျိုးနာကျင်မှုတွေပေးပြီးတော့မှစမ်းသပ်လိုက်မယ်ပေါ့နော်မြစ်တာရေးရပိုင်းနဲ့ပတ်သက်တဲ့တချို့ကကြတော့မိသားစုရေးရအတွက်ဖြစ်ပေမဲ့တချို့အများစုကကြတော့အခြေအနေနဲ့ပတ်သက်ပြီးတော့နာကျင်ရတာတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးနောက်ကျောဓာတ်ထုတ်ခံရတာတို့ပြီးတော့ဒီမိသားစုရေးရမှာဆိုလို့ရှင်လဲအယောင်မှဝင်ပြီးတော့မှကိုယ့်အတွက်အဆင်မပြေစေတာတို့နာကျင်ရတာတွေပေါ့နော်ဒီလိုမျိုးဝင်တော့ဝင်ပိုးတွေထမ်းထားရတာတွေအဲ့လိုနာကျင်မှုတွေကကိုယ့်စီကိုရောက်လာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေ
တွေ့ရအဲ့တော့လက်တလောချစ်သူရှိတဲ့သူတွေပါဆိုလို့ရှိရင်တော့နည်းနည်းတော့တတိထားဖို့လိုရပေါ့နော် karmic relationship တို့ကိုယ့်အတွက် lesson ပေးမဲ့သူတွေအဲ့လိုလမ်းခွဲသွားမှာတို့နောက်ကျောဓာတ်နဲ့ထိုးသွားမှာအဲ့လိုချစ်သူမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါပေမဲ့အရင်ကြီး serious တော့မထအားစေချင်ပါဘူးပေါ့နော်ဖြစ်တတ်တဲ့အတွက်ကြောင့်တတိတော့ထားပြီးပေါ့ဒါကတော့လူအများစုကြည့်တာဖြစ်တဲ့အတွက်ဟို personal reading မေးတာမဟုတ်တဲ့အတွက်ကြောင့်မလို့ကိုယ့်အတွက်ရဲ့ဆိုပြီးတော့ဟိုကအရင်ကြီးတော့မဖြစ်စေချင်ပေါ့နော်တတိလေးထားရတာတော့ကောင်းပါတယ်အဲ့တော့ဆက်ကြည့်ရအောင်နော်ဒီလိုနာကျင်မှုမျိုးကိုယ့်စီကိုရောက်လာလိမ့်မယ်အပြောင်းလဲနေနေပေါ့နော်ရောက်လာဖို့ရှိရဲအဲ့ဒီအပြောင်းအလဲတွေရောက်လာပြီးသွားတဲ့ခါကြလို့ရှိရင်ဒါကကိုဘာလို့ရမလဲဆိုတာကိုmessage ပေးရပါတော့ဒီမှာဒီလိုနာကျင်မှုတွေနဲ့တွေ့ရတဲ့ခါကြလို့ရှိရင် you are not your emotion နဲ့မင်းရဲ့ဒီလိုမျိုးစိတ်ခံစားချက်အတိုင်းမဟုတ်ဘူးပေါ့နော်အဲ့တော့ပြောရမယ်ဆိုဒီလိုနာကျင်မှုတွေပြီးသွားတဲ့အခါကြလို့ရှိရင်ကိုကခုနကပြောလို့ပေါ့နော်ဟိုအရန်ဟိုမှနှုံတဲ့သူတစ်ဖက်သူကိုအဲ့လိုအရန်ကြည့်နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ universe ကဘလောက်တန်ပါလဲလို့နာကျင်မှုပေးပြီးစမ်းသပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုဟိုမဖြစ်စင်နေပေါ့နော်ဟိုတန်မာရမယ်ပေါ့နော်ဘလောက်ထိကိုက strong ဖြစ်လဲဆိုတာကိုသင်ခန်းစာယူရမှာပေါ့နော်သင်ခန်းစာယူရမယ်ပြီးတော့ပြန်လည်ခုခံရမယ်ပြီးတော့တချို့လူတွေအတွက်ကြတော့ဒီဟာကနေပြီးတော့ဘာတွေသင်ခန်းစာရလဲပြီးတော့ကိုယ့်ရဲ့ဒီအတွေ့အကြုံနဲ့ရင်းပြီးတော့ပေါ့နော်တစ်ဖက်သူကိုလည်းနောက်လာမဲ့လူသစ်တွေမှာလည်းအဲ့လိုမျိုးမဖြစ်ရအောင်လို့ဘယ်လိုရှောင်ရှားမလဲကိုကရောတစ်ဖက်လူသစ်ရောက်လာတဲ့အခါကြလို့ရှိရင်လည်းဒီလိုမျိုးသူ့ပေါ်မှာနာကျင်အောင်လို့မလုပ်ဖ ೇನೆ ပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံနဲ့ရင်းပြီးတော့ဘယ်လိုမျိုးလေးကျင်နာပေးမလဲလူမှန်ဘယ်လိုရွေးမလဲအစရှိသဖြင့်ပေါ့နော်တကယ်လို့မှမိသားစုရေးရကိစ္စဆိုလို့ရှိရင်လည်းကြာတော့နှစ်ရှည်လာများကြာလာတော့ဝန်ထုတ်မှုဖြစ်နေပြီပေါ့နော်အဲ့တော့မိသားစုကိုကဘယ်လိုတာဝန်တွေပြန်ခွဲပေးမလဲအစရှိသဖြင့်ပေါ့နော်ဒီနာကျင်မှုတွေကိုဘယ်လိုပြန်ရုံးထားမလဲဆိုတာကိုပြောင်းလဲရမယ်ပေါ့နော်ဒီကနေပြီးတော့သင်ခန်းစာယူပြီးတော့ဒီလိုမျိုးပြောင်းလဲရမယ်နောက်ဆုံးပြောင်းလဲနိုင်သွားတဲ့အခါကျလို့ရှိရင်တော့ကိုယ့်အတွက်အရန်အောင်မှပေါ့ပါသွားလိမ့်မယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ဆိုတော့ဒီလိုအရာတွေကိုကြော့ဖြတ်ပြီးသွားတဲ့အခါကျလို့ရှိရင်တချို့ကလေးဟိုအပြောင်းအလဲဖြစ်သွားလိမ့်မယ်ပေါ့နော်တချို့ကကြတော့အိမ်ပြောင်းအိမ်ရွှေ့ဖြစ်သွားတာတို့အလုပ်အကင်ပြောင်းတာတချို့ကျတော့ပြည်ပကိုထွက်ခွာရတဲ့အထီရောက်မှာပေါ့နော်အဲ့လိုအပြောင်းအလဲဖြစ်သွားဒါပေမဲ့ကောင်းသောပြောင်းလဲခြင်းပေါ့နော်ဒီနာကျင်စရာတွေအဟောင်းတွေကအားလုံးကအတိတ်မှာကြံခဲ့ပြီးတော့ကိုကတန်မာလာပြီးတော့ပေါ့နော်အဲ့လိုနာကျင်စရာတွေအားလုံးကလွတ်ချသွားနိုင်ပြီးတော့ကိုယ့်အတွက်ပေါ့ဖြစ်သွားပြီးတော့ပေါ့နော်အဲ့လိုအသစ်ပေါ့နော်ပြောင်းအလဲအသစ်တစ်ခုကိုပြောင်းလဲဖြစ်သွားလိမ့်မယ်ဆိုတဲ့ဟာမျိုးကိုဒီမှာလာပြီးတော့တွေ့ရပေါ့နော်ပြောင်းလဲသွားနိုင်လိမ့်မယ်ဒါပေမဲ့ဒီလိုမျိုးဟိုပေါ့နော် universe ကစမ်းသပ်မှုတွေဒီနာကျင်မှုတွေကိုရလာတဲ့အခါကျတော့ကိုရန်ကဒီအချိန်မှာဒီလိုမျိုးပြောင်းလဲဖို့တော့လိုတယ်ကိုယ့်အပေါ်မှာပဲမူတည်ရပေါ့နော်အချိန်ကြာတာတို့မြင်တာတို့ဆိုတော့ကိုယ့်အပေါ်မှာပဲမူတည်ရဒီလိုမျိုးကောင်းမွန်တဲ့အရာကိုမြန်ပြောင်းလဲနိုင်ရင်ကိုယ့်အတွက်ကကောင်းမွန်တဲ့ပြောင်းလဲမှုတစ်ခုကမြန်ရောက်ရှိလာလိမ့်ပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြည့်ပါအောင်garden နဲ့ဥယျာဉ်လေးပေါ့နော် something lovely will grow from this တဲ့ဆိုတော့ဒီမှာဟိုတချို့သူဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော်မြစ်တာရနဲ့ပတ်သက်ပြီးတော့1500အခြေအနေမှာဆိုအဲ့လိုလှည့်ထွက်သွားပြီးတော့အဲ့နာကျင်မှုကနေသင်ခန်းစာတွေယူလိုက်နိုင်တဲ့အခါမှာတော့ universe ကနေပြီးတော့ okay မင်းသင်ခန်းစာရသွားပြီလုံလောက်ပြီပေါ့နော်မင်းအတွက်စစ်မှန်တဲ့အချစ်တစ်တစ်ခုကိုတော့ပေးလိုက်မယ်ဆိုပြီးတော့မှလုံးဝကိုယ့်အတွက် right person နေပါနဲ့ပေးတွေးလိုက်တာမျိုးကြီးပိုင်းတော့အဲ့လိုပြောင်းလဲမှုတွေအောင်မှပဲဖြစ်လာနိုင်တယ်ပေါ့နော်ဒါကတော့ဒီပိုင်ရွေးထားတဲ့သူတော်တော်များများအတွက်ပေါ့နော်နောက်ပိုင်းမှာတော့ဒီလိုမျိုး changes လုပ်လိုက်နိုင်ပြီဆိုရင်တော့ကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေကတော့ဖြစ်လာလိမ့်မယ်ဆိုတဲ့ဟာကိုလာပြီးတော့ပြတာပေါ့နော်အဲ့တော့ဒီထဲမှာတော့ sign ကတော့၃မျိုးတွေ့ရပေါ့နော် earth sign ရယ်နောက်ပြီးတော့fire sign ရယ် air sign ရယ်ပေါ့နော်ဒီ sign 3ခုကတော့ပို့ပြီးတော့မှ strong ဖြစ်တယ်ပေါ့နော်ဒီ sign နေနဲ့ကိုက်ညီမှုမရှိဘူးဆိုလို့ရှင်လည်းရရပေါ့နော်ဒီလိုအခြေအနေနဲ့တချို့ကပေါ့နော်အဲ့လိုမျိုးကိုက်ညီမှုရှိရဲဆိုလို့ရှင်တော့ဒီပိုင်ကိုဆက်ပြီးတော့ကြည့်လို့ရရပေါ့နော်ဒါကတော့ဒီပိုင်ရွေးတဲ့သူတွေထဲမှာ strong အဖြစ်ဆုံး sign တွေကိုမိမိထားတော့ကပြပြသွားပေးရဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှင်ဒုတိယပိုင်လေးစီကိုတွားလိုက်ကြရအောင်နော်Hello ပိုင်တူလေးတွေမင်္ဂလာပါဒုတိယမြောက်ဒီပိုင်ကိုရွေးထားတဲ့သူလေးတွေကိုကြည့်ရမယ်ဆိုလို့ရှင်ပေါ့နော်ဒီပိုင်ကိုကြည့်တဲ့သူတွေအများစုကလေ
ဒီမှာဆိုလို့ရှင်လဲ picture message အရာဆိုလို့ရှင်ပေါ့နော်အဲ့လိုပတ်စံနေပါကုန်ပြီးသွားတော့မှတခုခုဆိုကိုလှုပ်ချင်တာလှုပ်ပြီးသွားတော့မှအဲ့လိုနောင်နာရတဲ့သူတွေပါတယ်ပေါ့နော်ပြောရမယ်ဆိုဝဲချင်တာဝဲချပလိုက်တယ်ပြီးတော့မှပတ်စံကုန်သွားကြီးတခြားဟာသုံးမှုအတွက်မရှိတော့ဘူးပြီးရင်တခုခုဆိုလို့ရှင်ကိုဖြစ်ချင်ပြီဆိုရင်အဲ့ဆုံးဖြတ်ချက်ကိုချပြီးတော့လှုပ်ချပလိုက်တယ်ပြီးတော့မှမှားသွားတယ်ဆိုပြီးတော့နောင်နာရသွားတဲ့သူတွေပါတယ်ပေါ့နော်ဟိုတခုခုဆိုရင်ရေရှည်ဆုံးဖြတ်တာတော့နောင်ရင်အတွက်ကြည့်ရမျိုးလို့မလုပ်ခဲနဲ့အခုဖြစ်ချင်အခုပဲအဲ့လိုလှုပ်ချပလိုက်တဲ့သူတွေပါတယ်ပေါ့နော်အဲ့လိုမျိုးဇယိုင်းရှိတဲ့သူတွေပါတယ်နောက်တစ်ခုကကြတော့ဟိုမကောင်းပြောတာမဟုတ်ဘူးနည်းနည်းပေါ့ပေါ့တွေးရပေါ့နော်အဲ့လိုနောင်ရေးမကြည့်တတ်ဘူးလက်ရှိအခြေအနေကိုပဲကြည့်တယ်ပေါ့ပဲပေါ့နော်ဟိုနောင်လာမှနောင်ရှင်အခုကိစ္စအခုပဲနောင်လာမှနောင်ရှင်ဆိုရဲအဲ့လိုအနေအထားမျိုးလေးပေါ့နော်အဲ့လိုမျိုးဇယိုက်ရှိတဲ့သူလေးတွေပါတယ်ပေါ့နော်ဒီပိုင်ရွေးတဲ့သူတွေထဲမှာဆိုလို့ရှင်အဲ့လိုပါတယ်ဒါပေမဲ့ဒီလူတွေကကြတော့ဟိုလူတိုင်းကတော့ကောင်းတဲ့အကျင့်နဲ့ဆိုးတဲ့အကျင့်နဲ့ဆိုတာကရှိကြတာပဲလीเนาะအဲ့လိုမျိုးတော့ရှိရဲအဲ့တော့ဒီပိုင်ကကြတော့နောက်ထပ်ကောင်းဒါမဲ့ပေါ့နော်ဒီတစ်ဖက်မှာကောင်းတဲ့အကျင့်ကကြတော့ဟိုနည်းနည်းလက်ဖွာပြီးတော့အလှအတန်းရက်ရွယ်ပေါ့နော်သူများတွေဆိုတနာတက်တယ်ပေးကန့်တက်တဲ့အကျင့်ရှိရဲနောက်တစ်ခုကကြတော့ဟိုပျော့နေတက်တယ်ပေါ့နော်သူများတွေကိုလည်းပြောအောင်ထားပေးတယ်စိတ်ချမ်းသာစေအောင်ပေါ့နော်အဲ့လိုမျိုးပြုမှုတက်တယ်နောက်တငယ်ချင်းအပေါင်းအသင်းတွေလည်းများတယ်သူ့ဆိုရင်အဲ့လိုဘော်ဒါကြီးကအရန်ခင်ကြရပေါ့နော်လူချစ်လူခင်လဲပေါ်တယ်အဲ့လိုမျိုးပုံစံလေးလည်းရှိရပေါ့နော်ဒါဒီပိုင်ရွေးတဲ့သူတွေထဲမှာအဲ့လို character မျိုးတွေရှိရပေါ့နော်အဲ့လိုတစ်ချက်နှစ်ချက်လောက်ကိုက်ညီရဲဆိုလို့ရှင်တော့မှဒီပိုင်ရွေးတဲ့သူတွေကပို့ပြီးကလိမ့်နေပေါ့နော်ဟိုဒီပိုင်ရွေးထားလို့အဲ့ဒီအကျင့်မျိုးမရှိဘူးဆိုရင်လည်းဆက်ကြည့်လို့ရတယ်ဒါဘာဖြစ်လို့လဲဆိုတော့ဒါကိုရွေးထားတာမဟုတ်လို့ပဲပေါ့နော် personal reading ကြည့်တဲ့အခါမျိုးမှဒါကိုအတွက်တိတိကျကျသိရမှာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုလို့ရှင်ရင်ဆက်ပြီးကြည့်လိုက်ကြရအောင်လက်တလုံးမှာဆိုရင်ဒီပိုင်းနေငွေတွေကုန်နေပေါ့နော်ဟိုdiscount ချလို့ဝယ်ချပလိုက်တာတို့တချံဘောနဲ့ရလို့ဝယ်ချပလိုက်တာတို့တခုခုကနေပြီးတော့မှပတ်စံမရရင်တော့မှအဲ့လိုအကျွေးချီပြီးကိုလိုချင်တာရရင်နောက်တစ်ချိန်မှဒါရှိတော့မှမဟုတ်ဘူးဆိုပြီးတော့ဘာမှမစင်စားတော့ဘယ်နဲ့လိုချင်တာဝယ်ချပလိုက်တာအဲ့လိုမျိုးပေါ့နော်တခုခုမှကိုလှုပ်ချင်တာလှုပ်ချပလိုက်လို့ဆိုပြီးတော့အဲ့လိုပြီးတော့မှခုနကပြောတဲ့ဟာလိုမျိုးပေါ့နော်အကျင့်စရိုက်ရှိသလိုမျိုးအခုလက်ရှိမှာလည်းဖြစ်နေရပါတော့အခုချိန်ကြတော့မှသွားပါပြီဆိုပြီးအဲ့လိုနောင်နာရနေတဲ့အခြေအနေမျိုးကတော့လက်ရှိအခြေအနေမှာရှိရပေါ့နော်တချို့ဆိုရင်ဒီလက်ရှိအခြေအနေမှာဟိုရှားတာမလို့လိုတာမရဖြစ်နေပြီးတော့ပေါ့နော်အဲ့လိုကိုယ့်လက်ထဲမှာရှိနေတဲ့အရာကြီးကလည်းပြန်ပြီးတော့အသုံးချလို့လည်းမရဘူးကိုလိုချင်တဲ့ဟာလည်းကိုရှားလာတာမဟုတ်ဘူးပေါ့နော်နည်းနည်းကိုလိုကန့်လန့်ဖြစ်ပြီးတော့ဆုံးရှုံးတာလည်းမဟုတ်အဲ့လိုပေါ့နော်အဆင်မပြေစေဘူးပေါ့နော်အဲ့လိုမျိုးတစ်ခုခုမှာကိစ္စတစ်ခုမှာအဆင်မပြေနေဘူးအဲ့လိုမျိုးအနေအထားမျိုးကဒီလက်ရှိမှာရှိနေရပေါ့နော်ပြောရမယ်ဆိုလက်ရှိမှာအဆင်ပြေမနေငွေကြေးမှာပဲဖြစ်ဖြစ်အခြေမှာပဲဖြစ်အလုပ်ကိုင်ပညာရေးအစရှိသဖြင့်ပေါ့နော်အဲ့လိုအချိန်ဒီမှာအခုလက်ရှိအချိန်မှာတော့အဆင်ပြေမနေဘူးပေါ့နော်ကိုလက်ရှိရှိနေတဲ့ဟာကကိုအတွက်တိတ်အသုံးမဝင်ကိုလိုချင်တဲ့ဟာဒါမျိုးမဟုတ်ဘူးအဆင်ပြေမနေဘူးဆိုတဲ့ဟာကအခုလက်ရှိမှာဖြစ်နေရမျိုးပေါ့နော်အဲ့လိုမျိုးလေးလာပြီးတော့တွေးရတယ်ဒါလက်ရှိမှာကြုံနေရဒီမှာလာပါပြီ abuse of power တဲ့ဒီမှာကြည့်အောင်သူများတွေကကိုအနိုင်ကျင့်တာဒီပါတချို့သူတွေဆိုလို့ရှိရင်မခံနဲ့အဲ့ပေါ့ဒီမှာဆိုကိုပထမတော့ကပြောခဲ့ပေါ့နော်ကောင်းတဲ့အချက်အနေနဲ့အဲ့လိုအလှအတန်းနေပါလောက်တာအဲ့လိုမျိုးသဘောအရန်ကောင်းနေရောလေတချို့သူတွေကကိုယ်ဆိုလို့ရှိရင်အဲ့လိုလုံးဝမှီခိုလိုက်တာပေါ့နော်ကိုယ့်စီကအကူကြီးတွေပဲအမြဲတမ်းယူပြီးတော့ကိုယ့်စီကပဲတခုခုဆိုရင်စားတာတော့ကိုယ့်စီကပဲယူနေတာတော့အဲ့လိုမျိုးတွေလုပ်တဲ့ခါကျအမြဲခံနေရကို့မှာကိုယ့်အတွက်ကြတော့ဘာမှတိတ်မကြံတော့ဘူးပေါ့နော်အဲ့လိုပုံစံလေးရှိရပေါ့နော်အဲ့တော့ဒီမှာ four of coin နဲ့ four of coin ဆိုတာကကြတော့ four of pentacle ကိုပြတာပေါ့နော်ဒီ four of pentacle အရာမှာဆိုလို့ရှိရင်ကိုကဘာတွေပြောင်းလဲလာဖို့ရှိမလဲဆိုလို့ရှိရင်ကိုရဲ့အကျင့်စရိုက်ကို changes လုပ်လိုက်ရမှာပေါ့နော်changes လုပ်လိုက်လို့ရှိရင်ပြောင်းလဲသွားလိမ့်မယ်ပေါ့နော်ကိုကအဲ့လိုတခုခုအတွက်ကြိုတင်ပြီးတော့မစင်စားဘဲနဲ့ကြိုတင်ပြီးတော့တွက်ဆမှုမျိုးမလုပ်ဘဲနဲ့ဖြစ်ချင်ရဖြစ်ဆိုပြီးတော့လှုပ်လိုက်တာပေါ့ပါတွေးလိုက်တာရဲ့အကျိုးဆက်ကအခုလက်ရှိအချိန်မှာလဲကိုကဒါမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အတွေးတွေကိုပြောင်းလဲလိုက်မယ်လုပ်ရက်တွေကိုပြောင်းလဲလိုက်မယ်တိတိကျကျချင်းချိန်နဲ့ပေါ့နော်ဆုံးဖြတ်ပြီးတော့မှကိုယ့်ရဲ့အနာဂတ်အတွက်ကိုလုပ်မယ်ဆိုလို့ရှိရင်ဟိုကိုယ့်အတွက်ပြောင်းလဲမှုကကြတော့ပေါ့နော်တ
တော်တော်လေးကိုမှအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့ဟာကိုပြဒီမှာဆိုလို့ရှိရင် king of cup ပေါ့နော် king ဆိုတာကသိတဲ့အတိုင်းပဲဘယင်အားလုံးပေါ်မှာအာဏာရှိရဲသူကအချမ်းသာဆုံးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့အတွေးတွေကိုပြောင်းမယ်ရေရှိအတွက်ကြည့်မယ်ပေါ့နော်အများကြီးသူများအတွက်အဲ့လောက်ထိအနစ်နာခံစရာမလိုဘူးအလှအတန်းပေးကမ်းလောက်တာကတော့ကောင်းပါတယ်ဒါပေမဲ့အရန်ကြီးပေါ့နော်အဲ့လောက်ထိကိုကျိုးစွန်းတဲ့အခါကျတော့ကိုယ့်အတွက်ဘာမှမကြံတော့ဘူးပေါ့နော်အဲ့လိုမျိုးပြောင်းလဲတင်တာပြောင်းလဲမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ပြောင်းလဲလာမယ် changes ကကြတော့ဒီ king of cup ဖြစ်လာလိမ့်မယ်ပေါ့နော်ကိုက CR ကြီးဖြစ်လာလိမ့်မယ်ဆိုတဲ့ဟာကိုလာပြီးပြရပေါ့နော်တချို့သူတွေကဒီအပြောင်းလဲအနေနဲ့ပေါ့နော်ဘာရောက်လာမလဲဆိုလို့ရှိရင်အလောက်အကင်မှာဆရာတဆူဖြစ်လာတာမျိုးပေါ့နော်ဥမာယာရူးကြီးတာတို့နောက်ပြီးတော့ကိုပိုင်စီးပွားရေးတစ်ခုလှုပ်လာနိုင်တာမျိုးတို့ကိုယ့်ရဲ့အဲ့ဒီအတွေ့အခေါ်တွေပြောင်းလဲပြီးတော့ပေါ့နော်အဲ့လိုရေရှည်အတွက်ကြီးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဒီအနာဂတ်မှာကိုယ့်အတွက်ပြောင်းလဲလာမှုကအဲ့လိုခုနကပြောတဲ့ဒီလိုမျိုးပေါ့နော်လူကြီးပိုင်းနေဖြစ်လာတာပတ်စံတချို့ဆိုပတ်စံရှိလာတာမျိုးတွေပိုင်းအဲ့လိုမျိုးရောဖြစ်သွားလိမ့်မယ်ပေါ့နော်ဒါမျိုးလေးလာပြီးတွေ့တယ်အဲ့တော့ဒီမှာနောက်ဆုံးအနေနဲ့ဒီမှာလာပြတာကလေconfidence ရှိဖို့လိုတယ်ပေါ့နော် confidence ဆိုတဲ့စာသားလေးပါမြင်ရလားမသိဘူးเนาะ it is come with time and practice ပေါ့နော်ဒီလိုမျိုးပြောင်းလဲဖို့အတွက်ကိုလည်းကြောက်မနေနဲ့ပေါ့နော်ဥမာကိုကအရင်ကတငယ်ချင်းနေနဲ့ထားပါတော့စိုင်းတစ်ဆိုင်မှာထိုင်နေကိုကရှင်းပေးနေကြပေါ့နော်အခုကိုပတ်စံသုံးစရာကတိတ်မရှိတော့ဘူးပေါ့နော်ကိုအတွက်သုံးဖို့ပဲကြံတော့တယ်သူများကိုပေးဖို့မရှိတော့တဲ့အချိန်မှာတငယ်ချင်းတွေကခေါ်ပြီးတော့ငါတို့မုန်းလိုက်ကြွေးပါအောင်ပြီးလို့ရှင်နင်းရှင်းလိုက်ပါအောင်ဆိုအဲ့လိုမနာနဲ့ပေါ့နော်ပြောင်းလဲဖို့အတွက်မကြောက်နဲ့ဘာဖြစ်လဲဒါကိုပတ်စံနဲ့ကိုပဲကိုရှိမှသူတို့ကိုပေးနိုင်တယ်မရှိဘူးဆိုလို့ရှင်မပေးနိုင်ဘူးကိုသုံးဖို့အတွက်လည်းခြံထားရမှာပဲပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ညင်းဆန်မှုလို့ဒါမှမဟုတ်တစ်ခုခုပြောင်းလဲဖို့တွေဒါကဒီလိုမျိုးမှမဟုတ်ဘဲနဲ့တခြားအချစ်ရည်တွေပါဆိုလို့ရှင်လဲအဲ့လိုပဲပေါ့နော်အဲ့လိုကိုယ့်ရဲ့တစ်ဖက်သူကအနိုင်ကျင့်တာကိုကအမြဲတမ်းခံခဲ့ရတာမျိုးလို့အဲ့လို date တယ် shopping ထွက်တယ်ဆိုရင်သူ့ရဲ့အထုပ်တွေကိုပဲကိုကအမြဲတမ်းလိုက်ဆွဲနေရအဲ့လိုသူပြောသမျှကိုပဲအမြဲတမ်းခေါင်းညှိနေခဲ့ရသူလွှမ်းမိုးတာကိုအမြဲတမ်းခံနေခဲ့ရဆိုကိုမကြိုက်တဲ့အချက်တွေရှင်မကြိုက်တဲ့အကြောင်းတွေညင်းမှာပေါ့နော်အဲ့လိုပွင့်လင်းလင်းနဲ့ကိုတတိရှိရှိနဲ့လှုပ်လာနိုင်မယ်ဆိုလို့ရှိရင်ကိုအတွက်က block ဖြစ်နေရပါတော့အဲ့ဒီဟာတွေကပွင့်သွားပြီးတော့ဒီမှာ king of cup ဆိုတဲ့အရာဖြစ်သွားလိမ့်မယ်ဆိုတဲ့ဟာကိုဒီမှာလာပြီးတော့ပြတာပေါ့နော်ဒါကတော့ဒီတကြံကာလအပြီးမှာကိုအတွက်ရောက်လာမယ်ပထမပိုင်နဲ့မတူတာကလေဒါကနည်းနည်းပုံစံတစ်မျိုးလေးပေါ့နော်ပုံစံတစ်မျိုးလေးဖြစ်နေရဲဆိုတာဒါကိုတိုင်းကဒီလိုမျိုးအကျင့်စရိုက်မျိုးကိုပြောင်းလဲလိုက်တော့မှကိုယ့်အတွက်ပြောင်းလဲလာမယ့်အရာဒီလိုမျိုးဆရာကြီးတဆူဖြစ်လာမယ်ဆိုတဲ့ဟာကိုလာပြီးပြတာပေါ့နော်โอเคပါဒါကတော့Pine 2ပေါ့နော်ဒီ Pine 2ကလေအများဆုံးက art sign တွေများတယ်ပေါ့နော် art sign တွေများတယ်နောက်ပြီးတော့ water sign ကတော့တော်တော်လေးတော့နည်း art sign ကတော့အများဆုံးလာပြီးတော့ကြည့်နေရဲဆိုတာကိုလာပြီးမြင်ရတယ်ပေါ့နော်ဒီ sign တွေကတော့အရင်အတိအကကြီးတော့မဟုတ်ပေါ့နော်ဒါပေမဲ့ဒီ sign တွေပါရဲဆိုတော့ပို့ပြီးတော့မှကိုက်ညီမှုရှိရနောက်ပြီးတော့9ရက်နေ့မှာမွေးတဲ့သူတို့23ရက်မှာမွေးတဲ့သူတို့ပေါ့နော်ဒီလိုမျိုးခဏနှလုံးပေါင်းခြင်း9တို့ခဏတစ်လုံးနဲ့9တို့အဲ့လိုမေလတွေပါမွေးတဲ့သူတွေပါရဲဆိုလို့ရှင်လဲဒီပိုင်းကတော်တော်လေးကလိမ့်နေဆိုတဲ့ဟာကိုလည်းလာပြီးတော့မြင်ရတယ်ပေါ့နော်ဟုတ်ပါပြီပိုင်း 3C ကိုတွားလိုက်ကြရအောင် Hello ပိုင်း 3 လေးတွေအားလုံးပဲမင်္ဂလာပါဒီဖိုင်3လေးတွေကိုရွေးတဲ့သူလေးတွေကပေါ့နော်တချို့ကကြတော့ AC တင်ငိမ့်တဲ့သူလေးတွေပါတယ်ပေါ့နော်အသက်ကတော့20ကျော်ပဲရှိသေးတယ်ဒါပေမဲ့တခုခုဆိုလို့ရှိရင်တိတိညိမ့်ငိမ့်အေးအေးဆေးဆေးရှိတဲ့အကျင့်စရိုက်မျိုးတွေရှိရပေါ့နော်တချို့ကကြတော့နည်းနည်းအတွေးများတဲ့သူလေးတွေပါတယ်ပေါ့နော်အတွေးများတာကိုကောင်းတဲ့ဘက်ကနေမတွေးဘဲနဲ့ဆိုးတဲ့ဘက်ကနေပြီးတော့တွေးတဲ့သူတွေပါတယ်ပေါ့နော်တခုခုဆိုလို့ရှိရင်အဲ့လိုနည်းနည်းစိုးရင်တော့ကဖြစ်တာနေထိုင်နေတွေးပူနေရအဲ့လိုလူတွေပါတယ်ပေါ့နော်ဥမာဘလောက်တောင်မှဆိုးလဲဆိုလို့ရှိရင်ပေါ့နော်အဲ့လိုထိုင်နေနဲ့နေပူတဲ့အခါမှာပေါ့နော်ဒုက္ခပဲပေါ့နော်မီးလောင်ရင်ဘယ်လိုလုပ်မလဲဆိုအဲ့လိုလုံးဝ negative ကြီးရှောက်ပြီးတွေးနေရမျိုးတွေချစ်သူထားရဆိုလို့ရှိရင်လည်းသူငါ့ကိုလမ်းခွဲသွားရင်ဘယ်လိုလုပ်မလဲနေနိုင်အဲ့လို negative တွေးပြီးတော့တွေးပူနေရအဲ့လိုမျိုး negative တွေးတတ်တဲ့သူလေးတွေလည်းပါတယ်ပေါ့နော်ဒီပိုင်ရွေးထားတဲ့သူတွေထဲမှာဆိုလို့ရှိရင်အဲ့လိုလူတွေပါတယ်တချို့တွေကကြတော့အသားညူတဲ့သူလေးတွေလည်းပါတယ်ပေါ့နော်ဒါဒီပိုင်ရွေးထားတဲ့သူလေးတွေပါပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီပိုင်ရွေးထားတဲ့သူတွေအတွက်ကိုကြည့်လိုက်ကြရအောင်လက်ရှိမှာဆိုလို့ရှိရင်တော့ဒီပိုင်နေရလေအဲ့လိုတချို့တွေကတော့ဘာမှမဟုတ်ဘူးပေါ့နော်အဲ့လိုဘာမှမဖြစ်တဲ့ဟာကိုကိုယ်အတွင်းနဲ့ကိုပူလောင်နေတဲ့သူတွေကတော့
ဒီဘာမှမဟုတ်ဘဲနဲ့ပေါ့နော်ပူလောင်နေတဲ့အနေအထားအတိုင်းပဲဆက်ပြီးတော့ရှိနေသေးတယ်တချို့ကလည်းဟိုအေးစစ်စစ်ပဲပြောမယ်ဆိုလို့ရှင်တော့ဘာမှတော့ထူးထူးခြားခြားမရှိသေးဘူးပေါ့နော်အဲ့လိုဒီပိုင်ကိုရွေးလိုက်တဲ့အချိန်မှာတည်းကတော်တော်များများပေါ့နော်ဒါတော့လူအများကြီးရွေးရဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်မပြေတဲ့သူတွေလည်းပါကောင်းပါလိမ့်မယ်ဒါပေမဲ့ဒီပိုင်ကိုပေါ့နော်ဟိုရွေးတဲ့သူတွေမှာအခု energy ရတာတော့ဟိုအေးစစ်စစ်ပဲရှိနေရဲဆိုတော့အနေအထားမျိုးတော့ energy ရရပေါ့နော်ဘာမှတော့ဟိုမဖြစ်သေးဘူးအဲ့တော့ဒီမှာကဘာတွေပြောင်းလဲသွားမလဲဘာတွေဖြစ်လာမလဲဆိုလို့ရှိရင်ဒီပိုင်ဝေးတဲ့သူတွေကဒီတကြံအပြီးမှာဆိုလို့ရှိရင်တချို့အရာတွေမှာလေတခုခုပြောင်းလဲဖို့အတွက်စောင့်ဆိုင်နေတဲ့သူတွေရှိရပေါ့နော်တခုခုပြောင်းလဲဖို့တခုခုရလာဖို့တနေ့ရသွားဖို့တခုခုဖြစ်လာဖို့အစရှိတဲ့အရာတွေမှာကိုကအဲ့လိုစောင့်ဆိုင်နေတဲ့သူတွေပါတချို့ကြလည်းစောင့်ဆိုင်တာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးဖြစ်အောင်ကိုကိုတိုင်းကအားထုတ်နေရစ조사ပြီးတော့မှရလက်ရဖို့အတွက်ကိုပေါ့နော်အဲ့လိုစ조사အလုပ်လုပ်ပြီးတော့စောင့်နေရလက်ရဖို့စောင့်နေတဲ့သူတွေပေါ့နော်တချို့ကြလည်းဖြစ်လာဖို့အတွက်ထိုင်စောင့်နေရအဲ့လိုမျိုးအနေအထားမျိုးတွေပေါ့နော်ဒါလေးတွေပါတယ်အဲ့တော့ဘယ်လိုမျိုးကြောင်းလဲသွားမလဲဆိုလို့ရှိရင်ဒီတကြံကာလအပြီးမှာဆိုလို့ရှိရင်ပေါ့နော်ချင်းကိုယ့်ရဲ့ဒီလုံရက်တွေကိုတော့ပြောင်းလဲဖို့တော့လိုတယ်ဘလို့အချင်းမျိုးရှိတဲ့သူလေးလဲဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ပါအောင်နော်အားလုံးလည်းမြင်ရတဲ့အတိုင်းပဲ don't do this today ဒီလိုမျိုးမလုပ်နဲ့ if you don't want to ပေါ့နော်ဒီနေ့ဖြစ်ရလိုမျိုးလုံးထပ်ပြီးမလုံးနဲ့ပေါ့နော်ဒီနေ့ဖြစ်ရလိုမျိုးထပ်မလုံးနဲ့ဒီလိုမျိုးမဖြစ်ချင်ဘူးဆိုပြောရမယ်ဆိုလို့ရှိရင်အခုလောက်တလိုမျိုးထပ်ပြီးတော့မှနောင်လဲမှားအောင်မယ်ဆိုလို့ရှိရင်လဲနောင်လဲဒီလိုမျိုးထပ်ပြီးမှားနေအောင်ပါပဲဆိုရဟာကိုပြောပြတာပေါ့နော်အဲ့ဒီအကျင့်ကိုပြောင်းလဲဖို့တော့လိုမယ်ပေါ့နော်ထက်ခါဒီအလေးအကျင့်တစ်ခုကိုပဲလုပ်နေရမကောင်းတဲ့အကျင့်တစ်ခုကိုပဲလုပ်နေရအောင်ဒါမှမဟုတ်သူများပေါ်မှာပဲမိခိုနေရအရန်အောင်မှာမိခိုနေပြီးတော့ကိုတိုင်းကတိတ်ပြီးတော့ဒီမှာဆိုလို့ရှိရင်အနကြီးရတာတစ်ခုခုဖြစ်ဖို့အတွက်စောင့်နေရမျိုးပဲဆိုသူများလုပ်ပေးမှပြောင်းလဲဖို့အတွက်စောင့်တာမျိုးတွေပါအဲ့လိုမျိုးတွေပါလိမ့်မယ်ထင်တယ်နော်ကိုနဲ့ကိုက်ညီတဲ့ energy မျိုးကိုအယူပေါ့နော်ဒါကတော့လူပေါင်းစုံကြည့်ရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုလုံနေအကျင့်နေဆိုလို့ရှိရင်ဒီလိုမျိုးထပ်ပြီးလုံနေလို့ရှိရင်ဒီလိုမျိုးပဲထပ်ပြီးတော့မှဖြစ်နေအောင်မှာပဲဆိုတဲ့ဟာကိုလာပြီးတော့ပြရဲပေါ့နော်ဒါကတော့အခြေရေးမှာပဲဖြစ်ဖြစ်ဒီစီးပွားရေးမှာပဲဖြစ်ဖြစ်ပညာရေးအစရှိသဖြင့်ဘလို့အရာမျိုးမှာပဲဖြစ်ဖြစ်ဥမာကိုကကျောင်းတက်နေရပေါ့နော်ကျောင်းတက်နေဥစ္စာကိုကျောင်းအမြဲတမ်းပဲပြေးနေအောင်မယ်ဆိုရင်ဒီနှစ်လည်းထပ်ပြီးတော့ကြာနေအောင်မှာပဲစာမလုပ်ဘူးဆိုလို့ရှိရင်အဲ့တော့ဒီနှစ်လည်းအသက်ကထပ်ပြီးတော့ကြီးသွားပြန်ရောအဲ့လိုမျိုးပေါ့နော်ဟိုဒီပုံစံပဲထပ်နေအောင်မယ်ဆိုလို့ရှိရင်ကိုယ့်အသက်ကသာကြီးလာမယ်ဘွဲရမှာမဟုတ်ဘူးဆောင်းမိုးပဲအောင်မှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးပဲထပ်လုံနေနောက်လဲဒီလိုအမှားမျိုးထပ်လုံနေနောက်လဲဒီလိုဖြစ်ရမျိုးပဲဖြစ်အောင်ပါပဲအဲ့တော့ပြောင်းလဲမှရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ဒီလိုမျိုး waiting လုပ်နေတဲ့သူတွေဆိုတာကပြောင်းလဲဖို့အတွက်ဆိုတာဒီတိုင်းပဲစောင့်နေရင်လည်းကြာနေအောင်ပဲပေါ့နော်တချို့ဆိုရင်ဒီလိုပဲဖြစ်လာအောင်မှမဟုတ်သေးဘူးပေါ့နော်ကိုတိုင်းကပြောင်းလဲတစ်ခုကိုလှုပ်လိုက်တာမျိုးတွေအမှားအမှန်ခွဲခြားနိုင်ပြီးအမှန်ဘက်ကိုလုံနိုင်သွားမယ်အကျင့်ဆိုးတွေကိုဖြောင်းနိုင်သွားမယ်ဆိုလို့ရှိရင်တော့ကို့အတွက်ကတော့ဒီတကြံကာလအပြီးမှာ changes အနေနဲ့ကတော့ရောက်လာမှာရှိတယ်ဒီမှာဆိုလို့ရှိရင်တချို့သူတွေအတွက်ကကြတော့ဒီစိတ်ထဲမှာခံစားရတာအချစ်ရေးကိုခံစားလိုက်ရတယ်ပေါ့နော်အဲ့လိုကိုယ့်ရဲ့အကျင့်တွေကိုပြင်လိုက်မယ်ဆိုလို့ရှိရင်ကိုကဒီမြစ်တာရေးရပိုင်းမှာဆိုလို့ရှိရင်စစ်မှန်တဲ့သူနဲ့တွေ့ဆုံရတာမျိုးတွေကိုချစ်ရတဲ့သူတွေကိုချစ်ပေးတဲ့သူတွေနဲ့တွေ့ဆုံရတာတွေပေါ့နော်အဲ့လိုမျိုးကြုံလာရလိမ့်မယ်ဆိုရဲဟာကိုလာပြီးတော့ပြရဲနောက်ပြီးတော့ဒီခုနကပြောလို့ចောင်းတို့အဲ့လိုစီးပွားရေးအဲ့လိုအလုပ်အကင်တွေပါရေဆိုလို့ရှိရင်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်လေကို့အတွက်လမ်းကြောင်းတွေပို့ပြီးတော့မှပွင့်လာလိမ့်မယ်ကို့အတွက်တက်လန်းတွေလည်းပို့ပြီးတော့မှရှိလာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတွေလမ်းစာအသစ်တွေပေါ်လာတာပေါ့နော်အဲ့လိုအပြောင်းအလဲတွေဖြစ်သွားလိမ့်မယ်ဆိုတဲ့ဟာကိုလာပြီးတော့ပြရဲနောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်ဒီကပ်မှာပေါ့နော်ဒီကပ်မှာပြရဲဥစ္စာဆိုလို့ရှိရင်ဒီမှာဆိုရင် library တဲ့ take control of your own narrative တဲ့အဲ့တော့ဒီစာအရာဆိုလို့ရှိရင်ဒီမှာကိုထိန်းချုပ်ထားတာဒီမှာကိုထိန်းချုပ်နေရသူများကထိန်းချုပ်နေတာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီမှာ your own narrative ပေါ့နော်ဒီမှာဆိုလို့ရှိရင်လုံးဝကိုပဲလုံနေရသူများထိန်းချုပ်တာကိုခံရတာမျိုးမဟုတ်ဘူးဒီမှာဆိုလို့ရှိရင်ကိုပဲဒီအကျင့်တွေအတိုင်းပဲဆက်ပြီးတော့မှသွားနေမယ်ဒီမကောင်းတဲ့ habit တွေအတိုင်းပဲသွားနေမယ်ဆိုလို့ရှိရင်
ဒီလိုမျိုးပဲဆက်ပြီးတော့မှဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့တော့ကိုကပြောင်းလဲရလိမ့်မယ်ဆိုတဲ့ဟာကိုလာပြီးတော့ပြတာပေါ့နော်ဒါကတော့ဒီပြောင်းလဲလိုက်လို့ရှိရင်တချို့သူတွေဆိုလို့ရှိရင်လည်းအဲ့လိုကိုက်ညီတဲ့ energy ကိုယူပေါ့နော်လူပေါင်းစုံကြည့်ရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအခြေရေးတွေပါအဲ့လိုမျိုးတွေမှာစစ်မှန်တဲ့ခုနကပြောတဲ့တွေ့တာတွေလမ်းကြောင်းပွင့်တာအဲ့လိုမျိုးတွေဖြစ်သွားလိမ့်မယ်ဆိုတဲ့ဟာကိုလာပြီးတော့ပြောတယ်အဲ့တော့မမေးနဲ့ပေါ့နော် don't do this today if you don't want to ဆိုတဲ့ဟာကိုလက်ကင်ထားပြီးတော့လုပ်ပေးပါပေါ့နော်အဲ့တော့ဒီဟာကိုလာကြည့်နေတဲ့သူတွေကပေါ့နော်နံပါတ်2ကဏ္ဍသမားလေးပါတယ်ပေါ့နော်ဟိုဖေဖော်ဝါရီလမှာမွေးရတဲ့သူတွေပါမယ်2ရက်နေ့တို့20ရက်နေ့တို့17ရက်နေ့တို့အစရှိသဖြင့်ပေါ့နော်အဲ့လို2ကဏ္ဍပိုင်ရှင်လေးတွေပါတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှကလိမ့်နေဒီလိုလူမျိုးတွေကတော့အထူးသတိပြုဖို့လိုတယ်ပေါ့နော်ကိုကအဲ့လိုမကောင်းတာကိုပဲတွေးပြီးတော့စိတ်ပူနေမယ်ဆိုတဲ့အကျင့်ကိုဖျောက်ပေးရမယ်တခုခုဆိုလို့ရှိရင်လည်းကိုကအဲ့လိုသူများကိုမိခိုခြင်းတဲ့စိတ်တွေပါနေရတော့တခုခုဆိုလို့ရှိရင်လည်းတခြားသူတွေကလာလုပ်ပေးမှအဲ့လိုမျိုးမကောင်းတဲ့အကျင့်တွေပေါ့နော်အဲ့လိုကိုပြင်းတာတွေပါကြီးပေါ့နော်ခုမှပဲဟိုအဖြစ်တော့အဲ့လိုထိုင်ဆောင်နေရပေါ့နော်တခုခုအတွက်ကိုတိုင်းမလုပ်ခင်းနဲ့ပြင်းနေရကြီးအဲ့လိုကိုဒီလိုမျိုးကြီးပေါ့နော်အဲ့လိုကိုစိတ်ကိုအဲ့လိုကြီးတွေချုပ်ထားတာကြီးတွေအဲ့လိုမျိုးလုံးဝလွှတ်ချပလိုက်ပြီးတော့တော်လက်ပွင့်လင်းလေးနဲ့ကိုလှုပ်ချင်တာကြီးလှုပ်ချလိုက်ပြီးတော့ပါပြောင်းလဲလိုက်မယ်ဆိုလို့ရှိရင်ကိုအတွက်ဒီတကြံကာလအပြီးမှာပြောင်းလဲမှုတွေရောကောင်းသောပြောင်းလဲမှုတွေနောက်ပြီးတော့ကိုအတွက်လမ်းစာအသစ်တော့ပေါ့နော်အဲ့လိုအခွင့်အလမ်းအသစ်တွေကကိုစီကိုဒီအချစ်ရေးတွေငွေကြေးအစရှိသည်ဖြစ်ပေါ့နော်ဒီလိုမျိုးအရာအသစ်တွေကရောက်ရှိလာလိမ့်မယ်ဆိုတဲ့ဟာကိုကိုကပြောင်းလဲလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားလိမ့်မယ်ဆိုတာကိုဒါuniverse ကပြောပြထားပေးရပဲဖြစ်တယ်ပေါ့နော်ဟုတ်ပါပြီဒါကတော့ဒီတကြံကာလအပြီးမှာပြောမယ်ဆိုခေါင်းစဉ်နဲ့ဒါနည်းနည်းတော့တိတ်တော့နည်းနည်းတော့တစ်မျိုးဖြစ်နေရနော်ဒီတကြံကာလအပြီးမှာတစ်ခုပြောင်းလဲလာလိမ့်မယ်ထင်လို့တော့မိမိ tarot ကတော့ရိုက်ပြီးလိုက်တယ်ဒါပေမဲ့ဒီ tarot မှာကတ်တရားပြတဲ့အတိုင်းဟောရတာဆိုအဲ့လိုမျိုးတော့နည်းနည်းတော့ဖြစ်နေခေါင်းစဉ်နဲ့တော့တိတ်တော့မကြိုက်ဒါပေမဲ့ပြောင်းတာတော့ပြောင်းလဲမှာပေါ့နော်ကိုယ့်ရဲ့ဒီမကောင်းတဲ့အကျင့်တွေကိုလွတ်ချပြီးတော့မှအကျင့်တွေပြောင်းလဲလိုက်မယ်အတွေးအခေါ်အလုပ်အကိုင်တွေပြောင်းလဲလိုက်မယ်ဆိုလို့ရှိရင်တော့ဒီတကြံကာလအပြီးမှာတော့ကိုယ့်အတွက်အလိုအခွင့်အလမ်းအသစ်တွေကတော့အပြောင်းလဲအနေနဲ့တော့ရောက်လာလိမ့်မယ်ဆိုတဲ့ဟာမျိုးတော့တွေ့ရတယ်ပေါ့နော်ဟုတ်ပါပြီဒါဆိုလို့ရှိရင်တော့region လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်နောက်လာမယ့် region တွေမှာလည်းအားလုံးပဲမိမိထားရပြန်ပြီးတော့တွေ့ဆုံကြပါအောင်မယ်အားလုံးပဲ see you